ကိုင်းတောင်ရွာကြီးကခြေနေရတမျိုးသူ့ရဲ့ဟိုနေကြီးကရွာရဲ့အနေထားကြီးကပြောင်းသွားတာကိုတွေ့ရတယ်ဆိုတော့ဟိုကိုတို့စားရဲပေးတဲ့ဖတ်ဖူးတဲ့သဘောအရတော့သူကတော့ပင်လယ်ရေပြင်နဲ့တပြေးညီပေါ့0 level မှာရှိတဲ့ရွာကြီးဆိုတော့သူကဒီလိုရာသီဥတုကျန်းတဲ့အချိန်တွေဆိုရင်ပင်လယ်ထဲပြန်ရောက်သွားတဲ့ရွာပေါ့လေလူတွေရဲ့စားဖို့နေရေးတွေနေမှုထိုင်မှုတွေအစားတစ်ချိန်နဲ့တစ်ချိန်အများအားပြောင်းလဲနေတာပေါ့ကိုကတော့ဒီလာရင်တစ်ချိန်လေးရေးပြတယ်ပေါ့တီးပြတယ်ဆိုပြတယ်တကယ်ချင်းစီလာလဲတယ်ပင်လယ်သားလေးတွေစားရတယ်အမှဒီသူတို့ရဲ့ရွာရဲ့ထူကြချက်လေးတွေကတော့ဟိုတစ်ချင်းတစ်ပုတ်အနေနဲ့ဖြစ်တည်သွားတယ်ပေါ့လေကျွန်တော်ဒီကိုရောက်တာတော့ဟိုလွန်ခဲ့တဲ့ကျွန်တော်အဖေတို့ပြောင်းလာတဲ့ရောက်တာပေါ့နော်ကျွန်တော်အဖေရောက်တော့ကျွန်တော်က8 နှစ်သားလောက်တည်းကဒီကိုင်းတောင်ကိုရောက်တာကိုင်းတောင်ရောက်တော့အဲ့တုန်းကတော့ကျွန်တော်ရွာကြီးကစီကားတယ်ဗျစီကားတာမှလူဦးရေကလည်းအားလုံးပေါင်း2000လောက်ရှိတယ်လူဦးရေ2000လောက်နဲ့ရွာလက်မကြီးဆိုကျွန်တော်4 လမ်းလောက်ရှိတယ်နောက်တောင်မီကြီးကလည်းဒီလိုတောင်မီကြီးကလည်းအကျယ်ကြီးပဲတိုင်းတော်ရွာပြူတာကတော့89လောက်မှာတော့တော်တော်လေးကိုရွာကိုစပြူတယ်ဗျာ89လောက်ကနေစပြူလိုက်တာကျွန်တော်တို့ရွာတစ်ချမ်းကဒီရေထဲပါသွားနောက်ဥယျာဉ်နေတာလည်းတဖြည်းဖြည်းနဲ့ပဲ့ကျလာတယ်89လောက်ကစပြီးတော့တဖြည်းဖြည်းနဲ့သူ့နှင်းလိုက်ပဲ့ကျလာနောက်ဆိုရင်တော့ဒီ2001လောက်ဆိုရင်တော်တော်ဆိုးလာတယ်ဗျ2001လောက်ကတော်တော်ဆိုးပြီးတော့2004လဲဆိုတော့ရွာတစ်ချမ်းကအကုန်ဒီတော့ထဲပါသွားတာကန်နေပြူတော့ရွာလည်းတဖြည်းဖြည်းနဲ့ပြိုးလာတော့ဗျာအဲ့မှာအိမ်တွေကိုအကုန်လုံးကပြုတ်သိပ်ပြီးတော့ဆောက်ကြတော့တဖြည်းဖြည်းနဲ့အိမ်တွေပြုတ်သိပ်လာတာပေါ့ဘာမြစ်ကြီးပေါ်ပူလာရဲ့ပင်လယ်ရေမြင်တဲ့မြေမုန်တိုင်းတွေပိုထန်လာလိမ့်မယ်အောင်ဆက်တွဲချိုးဆက်တွေကကောင်းပါမဲ့အခြေခံတွေဘာဝတွဲမပေးဆိုင်ရင်တော့ဘာဝက
Pesame, Chipkado, Ganlin, Song Julie. ကျွန်တော်တို့ဒီကိုင်းဆောင်ရွာဒီရှားစားပွေစားအတွက်တအားကောင်းတယ်ပင်လယ်ကြီးရှိနေတဲ့ရေးကတော့ကျွန်တော်တို့ထမင်းမငတ်ဘူးမတော်မရွှေသေးမတော်ဟိုရွှေမှာကျမတို့ဒီရွာလုပ်ငန်းပေါ်တယ်ဆိုတာပင်လယ်မှာဒီလုပ်ငန်းဒီမှာပင်လယ်အရက်ဒေတာဆိုလို့ဒီငါးဖက်လုပ်ငန်းတွေကအလုပ်သမားတော်တော်လိုတာကိုအလုပ်သမားလိုတယ်ဆိုတော့အလုပ်သမားလိုတဲ့နေရာကိုလာပြီးစုကြတာဒီဘက်အပြင်လမ်းအုပ်စုတချို့နေရာတွေမှာဆိုလို့ရှိရင်လုပ်ငန်းလဲလုပ်ငန်းဘာညာဒီလောက်ငွေပတ်စံမရဘူးလေကျမတို့ရှိမှကြတော့တနေ့ကိုယောက်ျားတစ်ယောက်ကို2000 3000ဆိုတော့ဒီ2000 3000ပဲကြတာပေါ့အဲ့လိုမျိုးတွေနေလာကြတယ်မိန်းမတွေဆိုလို့ရှိရင်ဒီမှာကခလေးလူကြီးကအလုပ်လိုက်ရကြတယ်လေကိုမခလေးလူကြီးအလုံးမရတဲ့ဒေတာတွေလည်းရှိတယ်။ဘာဖြစ်လို့ဆိုဒီမှာခလေးလူကြီးလို့တော့မိမတယောက်ကတနေ့ကို1500ဝင်နေဆိုခလေးတွေကလည်းသူ့အနေနဲ့သူကနန်းထောင်နဲ့ခလေးတနေ့ကိုဖြန်းပြမဝင်ဘူးဆိုတာတော့မှလည်းငါးချောင်း1000တော့ဝင်ကြတယ်လေဆိုလက်ရှိအားလုံးမနေတတ်လို့ရှိရင်အလုံးလုံးလို့အဆင်ပြေနိုင်တယ်မိသားစုအားလုံးအလုံးလုံးလို့အဆင်ပြေရဆိုတဲ့သဘောမျိုးနဲ့ဒီကိုရောက်လာတယ်လို့ကျွန်မကတော့အဲ့လိုမျိုးထင်တာပေါ့နော်။ငကူတုံးကတော့ဒီကျွန်တော်တို့အဖွဲ့အစည်းတွေကတော့ပြောတာပဲဗျာတစ်ပင်ဆက်ရှင်ဒီရာသီဥတုတွေကာတော့ပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကြီးမှာဒီအကုန်လုံးကတစ်တော်တွေပြောင်းခုန်နေပြီးတော့ကျွန်တော်တို့ရောစိုက်လို့ထူးပါအောင်မလားတော်ရီပြုံးကြီးကမြစ်တို့ဟာစိတ်တင်နေတော့ပါရဲ့သောကြောက်ကနေညာသူကနွမ်းပါစွာနေစုကဒုက္ခချမ်းသာသည်ဖြစ်ကဝါဝါကိုထိခိုက်ချင်ဒီကရင်ကမှာဒါမင်းနဲ့ဒီတစ်ပင်လေးတွေရှိလာလားမသိဘူးဗျာဒီကနန်းတို့ဘာလို့ကတော့ငကိုတဲ့ရှာသားဖွေစားတော့ပို့ပြီးတော့လွယ်ကူးလာတယ်ရဲ့ညစ်ချင်းများကမြစ်တော်တဲ့ပေါင်းစီဝင်နေဝမ်းမြေကြီးပေါ်ပူလာရဲ့ပင်လေရဲ့မြင့်တဲ့မြေအင်းကြီးသားကြီးအားလုံးကတော့အခုချိန်မျိုးကိုင်းတောင်ရောက်တိုင်းမပြန်ကျင်တဲ့သူကများတယ်ပျော်ကြတယ်ငွေပေါ်ပေါ်ရပြီးတော့အဆင်ပြေနေတာကိုအဲ့လိုမျိုးဒါပေမဲ့တခုတော့ရှိအဲ့ဒီတဘာဝဘေးရနေမိုးရင်းမဲ့ဆိုရင်တော့နည်းနည်းစိတ်ညစ်ကြတယ်နေစားရဲ့အဲ့လိုမိုးရင်းကြလို့ရှိရင်အလောက်ကလည်းလေရာသီဥတုချိန်ကြီးတော့အလုံးမလုံးဖြစ်တော့ပတ်စံဝင်နေသွားတယ်မိုးရင်းမဲ့ဆိုလို့ရှိရင်တော်တော်ကြက်တဲကြတယ်အဲ့ဒီအချိန်ကြလို့ရှိရင်တော့အဲ့လိုမျိုးမပြန်ကျင်ကြဘူးဒါပေမဲ့လက်ရှိရတော့သူတို့ကပျော်ကြတယ်တကယ်လို့သာသဘာဝဘေးအန္တရာယ်မရှိဘူးဆိုလို့ရှိရင်ຫນွေရောမိုးရောပျော်နေကြမဲ့ပုံစံရှိဒီခဏတာယာယီမှာသူတို့ရဲ့အတွင်းစိတ်နဲ့သူတို့သဘာဝလေ့လာကြည့်ရတော့ကျွန်တော်တို့လက်ပြားခါတယ်လက်ပြားခါတယ်ဆိုတော့ဗျာသူတို့ကတော့ဘယ်လိုခေါ်မလဲကြက်ကုတ်ကြက်ခဲပေါ့ဒီကိုင်းတောင်ကြီးတစ်ခုလုံးသူတို့ခြေချလို့ရနေသေးပေါ့ဗျာခုနသူတို့ဒီဥစ္စာကြီးလုံးဝပင်လယ်ထဲကိုစုံစုံမြုပ်မသွားခင်အချိန်ထိကတော့သူတို့ကတော့ဒီကဆွန့်ခွာမဲ့သဘောမရှိဘူးဗျာကျွန်တော်ကတော့ပွင့်လင်းပြောတာကျွန်တော်တို့ဒီမြို့ပြနေတဲ့လူတွေရဲ့သဘောသဘာဝနဲ့တော့ကျွန်တော်တို့အရန်ဆိုးရိမ်နေကြောက်တယ်ပေါ့ဒါကျွန်တော်သဘာဝနဲ့သူတို့ရဲ့အမြင်နဲ့ဒါပေမဲ့စိတ်ကူးရတော့ကျွန်တော်လည်းနေကျင်တာကိုပြောတာပါဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့သူတို့ဖြတ်တန်းနေရတာတော့တော်တော်ခဲရင်းနေဗျဒါပေမဲ့သူတို့စိတ်သက်မာကြောတဲ့အာတော့အဲ့သူတို့ခံယူချက်ကိုတော့တော်တော်လေးစားမိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ကကျွန်းပြောက်လူပြောက်ဆိုတဲ့သဘောကိုသူတို့ခံယူထားတာဗျ
ပိုဘူလာရဲ့ပင်လေရေတွေမြင်းတဲ့မြင်းမုန်တိုင်းနေပိုထန်လာလိမ့်မယ်ဘာမြေကြီးပိုပူလာရဲ့ပင်လေရေတွေမြင်းတဲ့မြင်းမုန်တိုင်းနေပိုထန်လာလိမ့်မယ်တစ်တော်တွေပြုံးတီကမြစ်တို့ဟာစိတ်တင်နေလောဘရဲ့ဇောကြောကန်နေညာသူကနွမ်းပါစွာအနေစုကဒုက္ခချမ်းသာဒီအဖြစ်ကတဘာဝကိုထိခိုက်ခြင်းရဲ့ဒီကအရင်ကမှာဝါမြေကြီးပိုပူလာရဲ့ပင်လေရေတွေမြင်းတဲ့မြင်းမုန်တိုင်းနေပိုထန်လာလိမ့်မယ်ဝါမြေကြီးပိုပူလာရဲ့ပင်လေရေတွေမြင်းတဲ့မြင်းမုန်တိုင်းနေပိုထန်လာလိမ့်မယ်မုန်တိုင်းနေပိုထန်လာလိမ့်မယ်မုန်တိုင်းနေပိုထန်လာလိမ့်မယ်